မင်္ဂလာပေါင်းနဲ့ပြည်စုံကြပါစေမြန်မာဂေဇက်သတင်းဌာနကကျွန်တော်နိုင်စောအောင်ပါဗီယက်နမ်နိုင်ငံကိုတရားဝင်ချစ်ကြည်ခီးစဉ်လာရောက်ရန်သမ္မတကြီးဦးမင်းအောင်လှိုင်ကိုဗီယက်နမ်နိုင်ငံသားရေးဝန်ကြီးကဖိတ်ခေါ်တဲ့သတင်းဖြစ်ပါတယ်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ထံဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသားရေးဝန်ကြီးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကဩဂုတ်လ26ရက်မွန်းလယ်ပိုင်းမှာနေပြည်တော်ရှိနိုင်ငံတော်သမ္မတရဲ့ဧည့်ဆောင်တော်မှာလာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်တွေ့ဆုံရမှာသမ္မတကြီးဦးမင်းအောင်လှိုင်ကမြန်မာဗီယက်နမ်နှစ်နိုင်ငံအနေနဲ့တရမန်ဆက်ဆံမှုတွေရှေ့ကြခဲ့ပြီး2025ခုနှစ်မှာတရမန်ဆက်ဆံမှု250ပြည့်မြောက်ကျော်လွန်ခဲ့ပြီးနှစ်နိုင်ငံကဘာသာရေးအရာယဉ်ကျေးမှုအရာတူညီမှုများစွာရှိပြီးလွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းကြောင်းတွေလည်းတူညီခဲ့တယ်လို့ပြောကြားခဲ့ပါတယ်ဗီယက်နမ်နိုင်ငံသားရေးဝန်ကြီးမြန်မာနိုင်ငံကိုချစ်ကြည်ရေးခီးစဉ်လာရောက်ခဲ့တဲ့အတွက်နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုပုံမတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်းသမ္မတကြီးဦးမင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။အဲဒီနောက်နိုင်ငံသားရေးဝန်ကြီးကဗီယက်နမ်နိုင်ငံသမ္မတနဲ့ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူမစ္စတာတိုလက်ကသမ္မတကြီးကိုဗီယက်နမ်နိုင်ငံတရားဝင်ချစ်ကြည်ရေးခီးစဉ်လာရောက်ရန်ဖိတ်ကြားမှုနဲ့သမ္မတကြီးလာရောက်မဲ့ခီးစဉ်ကိုဝမ်းမြောက်ဝမ်းသာနဲ့ကြိုးစိုးလျက်ရှိမှုကိုသတင်းစကားပါရန်စစ်လို့ချက်အရာလာရောက်ဂါရဝပြုတွေ့ဆုံခြင်းဖြစ်တယ်လို့နိုင်ငံသားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။နိုင်ငံသားရေးဝန်ကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်ချိန်မှာပြည်ပနိုင်ငံတွေကိုတွားရောက်တဲ့ပထမဆုံးခရီးစဉ်ကမြန်မာနိုင်ငံဖြစ်တဲ့အတွက်ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်းနိုင်ငံသားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။မြန်မာပြည်နယ်နှစ်နိုင်ငံအနေနဲ့တမိုင်းကြောင်းအဆက်ဆက်မှာချစ်ကြည်ရင်းနှီးမှုတွေကိုနှစ်နိုင်ငံခေါင်းဆောင်တွေကတိစောက်ခဲ့ကြပြီးယခုတိုင်ကောင်းမွန်ခိုင်မာချစ်ကြည်ရင်းနှီးမှုတွေရှိနေစေဖြစ်ပါတယ်။သမ္မတကြီးလာရောက်မဲ့ဗီယက်နမ်နိုင်ငံကိုတရားဝင်ချစ်ကြည်ရေးခီးစဉ်အတွင်းနှစ်နိုင်ငံကြားနှစ်ပေါင်းများစွာတိစောက်ခဲ့တဲ့ခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီးနှစ်နိုင်ငံဘုံကျိုးစီးပွားအတွက်စာမျက်နှာသစ်ကဏ္ဍသစ်ကိုချစ်ကြည်ရင်းနှီးမှုပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပုံမတိုးတက်ခိုင်မာအောင်မြင့်တင်ဆောင်ရွက်သွားနိုင်မယ်လို့ယုံကြည်တယ်လို့လည်းပြောကြားခဲ့ပါတယ်။နိုင်ငံတော်သမ္မတနဲ့ဗီယက်နမ်နိုင်ငံသားရေးဝန်ကြီးတို့ကနှစ်နိုင်ငံအကြားရှိရင်းသောချစ်ကြည်ရင်းနှီးမှုနဲ့ဆက်ဆံမှုတွေပူးပေါင်းဆောင်ရွက်မှုတွေပုံမခိုင်မာလာစေရေးနဲ့ပုံမတိုးမြင့်ဆောင်ရွက်သွားနိုင်မယ်အခြေအနေတွေကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။နှစ်နိုင်ငံအစိုးရအချင်းချင်းလွှတ်တော်အချင်းချင်းတပ်မတော်အချင်းချင်းနဲ့ပြည်သူတွေအချင်းချင်းချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးမြင့်ဆောင်ရွက်သွားနိုင်မယ်အခြေအနေတွေနဲ့စီးပွားရေးအရာနယ်ပယ်အသစ်တွေတိုးချဲ့ရန်နဲ့နှစ်နိုင်ငံကုန်သွယ်မှုတွေပူးပေါင်းဆောင်ရွက်မှုတွေနဲ့ယင်းနှီးမြှုပ်နှံမှုတွေကိုတိုးမြင့်ဆောင်ရွက်သွားနိုင်မယ်အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ဒါအပြင်မြန်မာနိုင်ငံအနေနဲ့အာဆီယံအဖွဲ့အတွင်းအကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှုနဲ့နိုင်ငံတကာဆက်ဆံရေးတွေတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိမှုဗီယက်နမ်နိုင်ငံမှာကျင်းပပြုလုပ်မဲ့ကမ္ဘောဒီးယားလာအိုမြန်မာဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးနဲ့အေယာဝတီကြောက်ဖျားမဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာထိပ်သီးအစည်းအဝေးတို့မှာမြန်မာနိုင်ငံကပါဝင်တက်ရောက်သွားမဲ့အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။မြန်မာနိုင်ငံနဲ့ဗီယက်နမ်နိုင်ငံတို့အနေနဲ့နိုင်ငံတကာစာမျက်နှာမှာအပြန်အလှန်ထောက်ခံအားပေးသွားမှာဖြစ်ပြီးယုံကြည်စိတ်ချရတဲ့မိတ်ဆွေကောင်းနိုင်ငံတွေအဖြစ်ဆက်လက်ရည်တည်ဆောင်ရွက်သွားမဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကြကြပြန့်ပြန့်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။သတင်းကြည့်ရှုပေးခဲ့ကြသူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။မြန်မာဂေဇက်ရဲ့သတင်းတွေကို TikTok, YouTube, Telegram, Facebook တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။